ငလင်ကယ်ဆယ်ရေးတွေရုရှားကကယ်ဆယ်ရေးသမားတွေပါတဲ့လေယာဉ်နှစ်စင်းစီလွတ်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရုရှားနိုင်ငံကကယ်ဆယ်ရေးသမားတွေနဲ့ဆရာဝန်တွေပါတဲ့လေယာဉ်နှစ်စင်းကိုမြန်မာနိုင်ငံစီစီလွတ်လိုက်ပြီလို့ရုရှားသတင်းအေဂျင်စီကရေးသားဖော်ပြထားပါတယ်။ကယ်ဆယ်ရေးသမားတွေဟာမြင်းငလင်လိုမျိုးတဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာအတွေ့အကြုံကောင်းကောင်းရှိသူတွေဖြစ်တယ်လို့သတင်းကဆိုပါတယ်။သူတို့တွေကငလင်ကြောင့်ပြိုကျတဲ့အဆောက်အအုံတွေအောက်ပိတ်မိနေတဲ့သူတွေကိုကယ်ဆယ်ရေးအတွက်လိုအပ်တဲ့ပစ္စည်းကိရိယာတွေလည်းပါသွားတယ်လို့သိရပါတယ်။ကယ်ဆယ်ရေးသမားတွေနဲ့အတူမေ့သေးဆရာဝန်စိတ်ကျန်းမာရေးဆရာဝန်တွေလည်းပါတယ်လို့သတင်းမှာရေးသားထားပါတယ်။ဒီလေယာဉ်နှစ်စင်းကိုရုရှားရေးပေါ်စီမံဝန်ကြီးဌာနကဆေလွတ်တာလည်းဖြစ်ပါတယ်။ဒီလိုရုရှားနိုင်ငံတုံ့ပြန်မှုဟာစစ်ကောင်စီငလင်ကယ်ဆယ်ရေးတွေနိုင်ငံတကာကိုကူညီတောင်းခံပြီးတော့ပထမဆုံးအကြိမ်ရောက်လာတာလည်းဖြစ်ပါတယ်။အိန္ဒိယဝန်ကြီးချုပ်မိုဒီကတော့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံအတွင်းငလင်ဘေးကယ်ဆယ်ရေးအတွက်လိုအပ်တဲ့ထောက်ပံ့ကူညီတွေပေးသွားဖို့စဉ်းစားရှိနေတယ်လို့ပြောထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းငလင်အတွက်ကူညီပေးဖို့ရှိပြီးတော့မြန်မာနိုင်ငံနဲ့စကားပြောထားတယ်လို့လည်းပြောပါတယ်။မြန်မာနိုင်ငံအတွင်းကိုဗဟိုပြုပြီးတော့ယမန်နေ့မတ်လ28ရက်နေ့မွန်လွယ်ပိုင်း12:50မိနစ်ဝန်းကျင်ကဖျက်အားပြင်းငလင်ကြီးတစ်ခုမိနစ်ပိုင်းသာချပြီးလှုပ်ခတ်သွားတာပါ။ကနဦးငလင်ကြီးကပြင်းအားရစ်ချတာစကေ7.7ရှိပြီးမန္တလေးမြို့တစ်ဖက်ကစကိုင်းမြို့ရေခါအင်းကိုဗဟိုပြုပြီးမြေအနက်6မိုင်ခန့်ကလှုပ်ခတ်သွားတာပါ။နောက်ဆက်တွဲငလင်က12မိနစ်သာချပြီးမန္တလေးမြို့တရောင်းမြို့နယ်တဲကမန္တလေးလေစိန်နားကိုရစ်ချတာစကေ7.4ပြင်းအားနဲ့ထပ်မံလှုပ်ခတ်သွားခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီငလင်တစ်ခုကြောင့်မန္တလေးမြို့တစ်ခုလုံးနှိပါဆိုးဆိုးရွားရွားပျက်စီးသွားပြီးနိုင်ငံတော်ဝန်မှလည်းငလင်တန်တင့်ခဲ့ရမြန်မာအပြင်အိန္ဒိယထိုင်းနိုင်ငံမှာလည်းငလင်ကြောင့်ပျက်စီးထိခိုက်မှုတွေဖြစ်